ညာအမိုက်ထုတ်တွေကိုကိုကတင်ထားမိသေးသလားခါလေးကြရင်ကျမတို့ကကိစ္စတစ်ခုဖြစ်သွားတယ်ဆိုရင်အဲ့ဒီကိစ္စပုံမှာတစ်ဖက်လူကကိုယ်ဘလို့တွေးမလဲကိုယ်ဘလို့မြင်မလဲဆိုတာကိုတွေးတတ်ကြတယ်။ तू ကစိတ်ဆိုးသွားမလား तू ကငါ့ကိုတမျိုးမြင်သွားမလား तू ကငါ့ကိုလောဘကြီးတယ်ထင်သွားမလားစသဖြင့်တွေးတတ်ကြတယ်။အဲ့ဒီတွေးတာတွေအကုန်လုံးကတကယ်တော့ကကျမတို့နဲ့မဆိုင်ဘူး။တစ်ဖက်ကလူနဲ့ပဲဆိုင်တယ်။သူ့ရဲ့ခံယူချက်နဲ့ပဲဆိုင်တယ်။ तू ကစိတ်ဆိုးတယ်လို့တွေးရင်စိတ်ဆိုးမှာပဲ။ तू ကစိတ်ဆိုးလို့တွေးရင်စိတ်ဆိုးမှာပဲ။ဒါကကျမတို့နဲ့မဆိုင်ဘူး။ဒါပေမဲ့ကျမတို့ကအဲ့ဒါကိုကိုဟာကြီးလို့ယူထားတယ်ဥပမာကျမဒီဗီဒီယိုကိုတင်လိုက်တဲ့အချိန်မှာโอเคကြိုက်ကြရဲ့လားမသိဘူးမကြိုက်ကြဘူးလားမသိဘူးတမျိုးမြင်သွားမလားမသိဘူးတွေးနေတာကကျမအတွေ့ကြည့်နေတဲ့မိတ်ဆွေတွေကတမျိုးမြင်ကောင်းလဲမြင်မယ်ကြည့်လို့ကောင်းရင်လည်းကောင်းလိမ့်မယ်ကြည့်လို့မကောင်းရင်လည်းမကောင်းဘူးစိတ်ဝင်စားတာလည်းဖြစ်နိုင်တယ်ကျမတို့ဘလို့မှမသိနိုင်ဘူးမသိနိုင်တဲ့အရာတွေကိုကျမသိနိုင်ပြီးတကယ်တော့ဒီလိုလေးများတမျိုးမြင်သွားရောဒီလိုလေးများငါစကားလေးထင်သွားရောဒီလိုလေးများအဲ့လိုတွေးနေကျမဘာဖြစ်သွားမလဲကျမနေစရာမရှိပဲနဲ့အခုရဲ့အပူတွေကြည့်မဲ့ viewer တွေအားလုံးရဲ့အပူတွေကိုကျမတည်ထားတာနဲ့တူပြီးတော့ကြောက်တိနဲ့ဖြစ်နေလိမ့်မယ်အဲ့တော့ကျမလုပ်ရမယ့်အလုပ်ကဘာလုပ်ချင်လဲဒါကိုကျမလုပ်ချင်တယ်ဒီလိုမျိုးလုပ်လိုက်တယ်ပတ်ဝန်းကျင်ကမြင်တာကသူတို့ရဲ့အမြင်နဲ့သူတို့ကြိုက်တယ်လို့မြင်ပိုင်ခွင့်ရှိတယ်ဒါကိုကျမမမဟုတ်ဘယ်သူဘယ်တူမှမသိနိုင်ဘူးဘယ်သူမှလည်းထိန်ချုပ်လို့မရဘူးအဲ့တော့အဲ့လိုမျိုးဒီဗီဒီယိုကိုကြည့်လိုက်လို့ကောင်းတာတွေခံစားရသွားရင်လည်းကြည့်တဲ့မိတ်ဆွေကောင်းတာရမယ်ဒီတိုင်းပဲကြော်သွားလိုက်ရင်လည်းကြော်သွားသလိုပဲဖြစ်မယ်ဒီတိုင်းပဲကြည့်လို့မရလိုက်ရင်လည်းကြည့်လို့မရတာပဲဖြစ်မှာကကျမနဲ့မဆိုင်ဘူးကျမရဲ့ဖြစ်တည်မှုကကိုယ့်ရဲ့အတွေးကိုအာယုံစိုက်ဖို့ပဲကျမတို့မှလည်းလူတွေဖြစ်တဲ့အတွက်ကိုယ့်အတွေးနဲ့ကိုယ်ရှိပြီးသားအဲ့ဒါကိုကျမတို့ကတခြားသူတွေရဲ့အတွေးတွေပါထည့်လိုက်ရင်ကျမတို့အတွေးတွေကမရှင်းမလင်းဖြစ်တတ်ကြတယ်အခုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာလည်းသူကဘလို့ထင်ပါလဲဆိုတဲ့အမြင်အတွေးခက်မှန်းတဲ့အထုပ်တွေကိုကိုကတည်ပြီးတော့မှတခုခုဆိုရင်ကြောက်ကြပြီးနေမဲ့အစားသူတို့မှလည်းသူတို့ပေတန်းသူတို့လက်ခံနိုင်တဲ့ခွက်နဲ့သူတို့အဆင်ပြေတယ်လို့မြင်သွားလိမ့်မယ်ကိုယ့်ဘက်ကကိုလှုပ်เสียရှိတာကိုအကောင်းဆုံးလုပ်ပါလို့မျှဝေပါရစေအဲ့တော့ကျမကိုယ်တိုင်လည်းဒီလိုမျိုးအခြေအနေတွေကိုအများကြီးကြော်ဖြတ်ခဲ့ရတယ်အခုချိန်ထိလည်းဒီလိုအခြေအနေလေးရှိနေတော့မယ်ဒါပေမဲ့ကျမက awareness အသိရှိနဲ့ okay ငါသူတို့အမိုက်ထုတ်တယ်မယူဘူးငါဘာလုပ်ချင်လဲဆိုပြီးတော့မှအသိလေးကပ်ပြီးတော့မှစတင်ပြောင်းလဲနေတာတိုးတက်မှုလေးတွေရှိလာလို့မိတ်ဆွေတို့မျှဝေတာဖြစ်ပါတယ်မိတ်ဆွေတွေလည်းအကျိုးဆောင်ကြရှိမယ်လို့ကျမတော့အပြည့်အဝယုံကြည်ပါတယ်တကယ်လို့ကျမမျှဝေတဲ့ဗီဒီယိုလေးတွေကိုအကျိုးရှိတဲ့ထင်အောင်မှကျမကို yes လို့မှန်းခဲ့ပါအောင်ရှင်အားလုံးပဲနောက်ဗီဒီယိုမှာတွေ့ကြမယ် bye bye